တိုင်းအဆင်မပြေရမဟုတ်ပဲကိုပတ်ဝန်းကျင်မှာအဆင်မပြေရတယ်ရန်ဖြစ်တာတွေအော်ဟစ်ဆူညံတာတွေငိုကြွေးပူလောင်နေရတာတွေကြားလို့ရှိရင်အလိုလိုပင်ပန်းနေရတဲ့သူရှိတာအထူးသဖြင့်လောကကြီးကိုတခြားသူတွေထက်ပိုပြီးတော့အေးချမ်းစေခြင်းတဲ့သူတွေမျှတစေခြင်းတဲ့သူတွေပေါ့နော်လူတွေကိုပျော်စေခြင်းတဲ့သူတွေအဲ့ဒီလူတွေကိုဒီ personality ခေါ်တဲ့ personality တစ်မျိုးရှိရပေါ့နော်အဲ့ဒါခေါ်လဲဆိုတော့ ASP ပါ ASP ဆိုတာရှေ့ရောက်ကတော့ highly sensitive person ပေါ့နော် highly sensitive person ကိုဒီအနည်းဆက်ဆုံး character တစ်ခုဆွဲထုတ်ပြရမယ်ဆိုရင်ဒီရုပ်ရှင်လေးပေါ့နော်ဒီရုပ်ရှင်လေးကြည့်ကြလားမသိဘူး The Green Mile ဆိုရုပ်ရှင် Johan နဲ့ John Coffey တို့ရဲ့ရုပ်ရှင်ပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင်ဒီ John Coffey က Michael ဆိုတဲ့ character နေရာမှာတရုပ်ဆောင်ထားတယ်ပြီးတော့ဒီနေ့ကတော့အဲ့ဒါဇလန်းကိုအဓိကပြောမှာမဟုတ်ဘူးပေါ့နော်ဘယ်လိုမျိုးလဲဆိုတော့ဒီလူတွေရဲ့ဒီဒဏ်ရာတွေကိုပေါ့နော်အပြင်ဒဏ်ရာဒီကနကို physical pain တွေပဲဖြစ်ဖြစ်သူကသူ့ရဲ့ healing power နဲ့ကုသပေးနိုင်တဲ့သူပေါ့နော်ပြောရတော့ permission ပေါ့ဒါပေမဲ့နောက်ပိုင်းမှာသူကဘယ်လိုဖြစ်လဲဆိုတော့အပြစ်မဲ့တဲ့အပြစ်သားအနေနဲ့အိမ်တံပေးခံရတယ်ပေါ့နော်အဲ့ဒီထဲမှာဆိုလို့ရှိရင်ဂျွန်ကော်ဖီကိုစိတ်နှလုံးသားနူးညံ့တဲ့သူတယောက်အနေနဲ့တွေ့နိုင်တယ်ပြီးတော့ဒီ ASPD ရဲ့ဒီ character sign တွေကိုသူစီမှာတော်တော်များများတွေ့ရတယ်ပေါ့နော်ဂျို ASP ရဲ့ဒီ sign တချို့ကိုပေါ့နော်research လုပ်ထားပါတယ်အဲ့ဒါလေးပြပြပေးပါမယ်သူကကြတော့ introvert တွေနဲ့ဆင်တူရယ်ပေါ့နော် introvert တွေနဲ့ဆင်တူရယ်ဘာဖြစ်လို့လဲဆိုတော့အချိန်လိုတယ်တယောက်တည်းနေဖို့အချိန်လိုတဲ့သူတွေဘာလို့လဲဆိုတဲ့အခါကျတော့လူတွေနဲ့ပေါင်းသင်းဆက်ဆံနေတဲ့အချိန်မှာလူတွေစီကနေလာတဲ့ energy တွေကိုပင်ကိုအရာကိုပဲစုပ်ယူတာပေါ့နော်ဒီစုပ်ယူတာမြန်တယ်သူရဲ့စုပ်ယူ nervous system သူရဲ့တုံ့ပြန်မှုပုံစံအရန်ဟို net နဲလုံးနဲ့ deep ဖြစ်လုံးနေပေါ့နော်အဲ့ဒါကြောင့်မို့သူကပင်ပန်းလွယ်တယ်အဲ့ဒါကြောင့် introvert တွေနဲ့ဆင်တယ်လို့ပြောတာပါနောက်တစ်ခုကတော်တော်လေး awareness ကောင်းကြရပေါ့နော်ဘယ်လိုလဲဆိုတော့လူတစ်ယောက်ကဥပမာကိုရှိရလူတစ်ယောက်ကတခြားလူတစ်ယောက်ကိုဒီ blame လိုက် physical appearance ကို blame လိုက်လို့တခြားတစ်ယောက်မှာခံစားမှုတစ်ခုဖြစ်သွားတယ်ဆိုရင် ASP တွေကအဲ့ဒီခံစားသွားရတဲ့လူရဲ့ဒီခံစားမှုအတိမ်နဲ့ကိုသူတို့ကနားလည်နိုင်တယ်ပေါ့နော်နားလည်နိုင်တယ်ဘလို့ခံစားအဲ့လူရဲ့နေရာကိုဝင်ပြီးတော့ခံစားနိုင်တယ်ပေါ့နော်အဲ့တော့ဒီတစ်ဆက်တည်းမှာသူတို့ကိုယ်တိုင်ကလည်းဝေဖန်တဲ့တံမခံနိုင်ဘူးပေါ့နော်သူတို့sensitive ဖြစ်တဲ့နေရာတွေတွားပြီးတော့ဝေဖန်လို့ရှိရင်ဒီပြန်ပြီးတော့တုံ့ပြန်တာတော့တုံ့ပြန်ခြင်းမတုံ့ပြန်နိုင်မယ်ဒါပေမဲ့သူတို့ရဲ့ခံစားမှုမှာဒီဟာကိုမှတ်ထားတတ်တယ်ပေါ့နော်အဲ့လိုမျိုးမူကျင်လေးရှိတယ်ပြီးတော့စိတ်ကူးရင်ဆန်တယ်ပေါ့နော်သူတို့ရဲ့စိတ်ကူးရင်ကဘာထဲမှာနေရတာရောပဲသူတို့ကပို့ပြီးတော့နှစ်သက်တဲ့သူတွေလည်းဖြစ်ပါတယ် ASP တွေအတွက်ကဒီလိုကာလမှာကရှင်တန်ရတာဒီတော်တော်လေးပင်ပန်းရပါတယ်ဘာလို့လဲဆိုတော့ဒီသတင်းတွေပေါ့နော်ဒီမြန်မာသတင်းနိုင်ငံတကာသတင်းတွေကလာတဲ့ဒီကဘာကြီးကနီးတဖုံနဲ့ပေါ့နော်နေရာတိုင်းလိုမှာပျက်စီးနေရတွေကိုမြင်ရတဲ့အခါမှာဒီ news တွေကနေလာပြီးတော့ energy burn out ဖြစ်တာတွေဖြစ်တတ်ပါတယ်အဲ့တော့ကိုကအဲ့လိုပင်ပန်းနေပြီဆိုလို့ရှိရင်ကိုကဘလို့လူလဲဆိုတာသိပါပေါ့နော်ကိုပြန်ပြီးတော့ awareness ကလေးလုပ်ပါအဲ့ဒါမှလည်းကိုယ့်ရဲ့ energy ကိုကာကွယ်နိုင်မယ်ကိုယ့်ရဲ့နေ့စဉ်ဘဝကိုကောင်းကောင်းဖြတ်သန်းနိုင်ပါ